ရှင်မြတ်တွေရဲ့ကလူလာရလဲသူချေရများဂျာဓမ္မလေးပြောတဲ့သူရဲ့စကားကြည်ဓမ္မလေးမြင်မဲ့အရင်များခံစားဓမ္မကသိမဲ့ရာလေပြေရဲ့မိတ်တိတ်စိတ်နိုင်ကျွန်တော်စော်ထက်ပါကျွန်တော်ထက်ပါ Okay ဟုတ်ကဲ့ပါကောင်ထက်အဲ့ဆိုရင်ကျွန်တော်တို့ထိုင်လူမိနစ်နဲ့30စကားနားထောင်ကြည့်အောင်ဗျ Okay အဓိကပြောချင်တာကတော့ဒီနေ့အထိပေါ့လေပြန်လိုက်တဲ့ရှောင်းမှာအောင်ထက်ကသူ့အရေးသွေးကိုသူထိန်းထားနိုင်တာတွေ့ရပါတယ်ခါဒီတော့လေဒီဥနာတော်နဲ့ကျွန်တော်တို့စိုးရင်မိတဲ့အပိုင်းလေးတွေရှိပါတယ်တိုးတော့လဲကျွန်တော်တို့စိုးရင်တယ်လို့စိုးရင်မှုလို့ပြောင်းအောင်ထက်ကချက်တစ်ချက်လုပ်ပြပါတယ်အဲ့တော့ပြောရင်တော့တော်တော်လေးကောင်းပါတယ်နော်ဒီနေ့ဆိုတော်တော်လေးကောင်းပါတချင်းဆိုတာအားနေတဲ့သူတွေကဆွဲဆောင်မှုရှိအောင်ဆိုနိုင်ဖို့ခဲရင်ပါတယ်သူ့ကိုအာယုံစိုက်ဖို့တတိထားမိဖို့မလွယ်ဘူးပေါ့နော်တကယ်တချင်းဆိုကောင်းတဲ့သူတွေကသူဆိုတာကိုတကယ်ကိုနိကာကာနဲ့ဆိုတာကောင်းတာတွေကိုအသိမှတ်ပြုပြီးတော့ဆွဲဆောင်မှုရှိရှိနားထောင်နိုင်ကြတယ်ပေါ့နော်အဲ့ဒါနဲ့ပုံကောင်းတဲ့သူတွေကတော့ဒီသချင်းကိုရေးထားတဲ့သူကဘယ်လိုဘဝတွေကနေဘယ်လိုမျိုးလေးရေးထားလဲဆိုတဲ့အထိစိတ်ဝင်စားနဲ့ပို့ပြီးတော့ခေါ်ဆောင်သွားနိုင်တယ်အောင်ထက်ကအဲ့လောက်ထိဆိုနိုင်တယ်လို့ဆရာပြောချင်ပါတယ်ဒီတစ်ခါဒီနေ့အောင်ထက်ကဘာပေးလိုက်လဲဆိုတော့နေတိုင်းကြည့်ရတယ်လို့ပါပဲအောင်ထက်တစ်ခုပြီးတော့မယ်ဆိုတော့တိနေပါတယ်သူဆိုဘာလဲဆိုတော့မသိသေးတာပါအဲ့လိုသဘောတရားပါနုပညာမှာဘယ်နေရာမှာတော့အချိုးကွေးအစ်တဲ့သူတွားမလဲဆိုတော့ပြောချင်တာတာကတချင်းကိုစူနေပြီပဲ
တချင်းရေးရဲ့စိတ်ကူသားစိတ်ထဲမှာရှိနေအဲ့တော့အတန်တစ်ကိုတွေ့ရတဲ့အခွင့်အရေးရတဲ့အဲ့အတန်တစ်နဲ့တာရဲ့ကစားကွက်ပေါ့လို့တာရဲ့အနုပညာအကောင်းဆုံးနဲ့အဲ့မှာထတောက်ပါတော့တာပဲအဲ့ကွက်ကလေးကိုတာနေတိုင်းရှာတဲ့ခါမှာဆရာတွေကအဲ့ဒါကိုဟာဒီနေ့တော့ဒါရီရလဲဒီနေ့တော့ဟိုဒါရီရဒါကောင်းတယ်နေတိုင်းကအစ်စ်တွေဒါလှုပ်လို့ပြီးနေကျေးဇူးတင်ပါတယ်အဲ့ဒါတကယ်လှပတဲ့အနုပညာပါဒါအမြဲတမ်းအစ်စ်ကလေးဖန်တီးနိုင်ပါစေကိုယ်နိုင်နေနေပါပဲအားလုံးကလည်းကျေးဇူးတင်ပါတယ်မမကတော့မမပြန်ပြီးတော့ဒီ judge လုပ်တဲ့ဟို week ကနေစပြီးတော့တားအောင်ပေါ့နော်ပထမဆုံးတစ်ပတ်တုန်းကတားဆိုတာမကောင်းတာမဟုတ်ဘူးလောဘမကြီးနဲ့လို့မမပြောခဲ့မိတယ်ဟုတ်တယ်နော်အဲ့ဒါလည်းအမှန်မှားတော့တကယ်တမ်းဆိုလို့ရှိရင်တားကိုကောင်းစေခြင်းတဲ့သဘောနဲ့ပြောတဲ့အဓိပ္ပာယ်ပါနော်အခုဒီနေ့မှတားကိုအဲ့ဒါကိုမတွေ့ရတော့ဘူးဆိုတဲ့အဓိပ္ပာယ်ကဘာကြောင့်လဲဆိုတော့တချင်းရဲ့ယတ္တတစ်ခုပေါ်လွင်တဲ့နေရာမှာပြိတ္တကိုစက်တငန့်ငန့်လေးဖြစ်အောင်ဒါပေးစွမ်းနိုင်တဲ့ဟာကိုဒါလုပ်လို့ရပါပြီနော်နောက်တစ်ခုကအမြဲတမ်းတချင်းတီဆိုတဲ့အပေါ်မှာဒါတက်ရက်နဲ့အမြဲတမ်းတီဆိုတာကိုဒီနုပညာလမ်းကြောင်းမှာတကယ်ရှောက်မယ်ဆိုလို့ရှိရင်ဒါအဲ့ဒါလေးကိုအမြဲတမ်းဒါနဲ့တည်ဆောင်သွားပါနော်ဒါသားကိုလက်ဆောင်စကားပါဒါအမြဲတမ်းတက်ရက်နဲ့ဒါလုတ်တက်တဲ့အကျင့်ကလေးကဒါအတွက်အင်မတန်ကိုကောင်းပါတယ်အဲ့တော့မမကတော့ဒီနေ့မှာဒီတချင်းဆိုတဲ့ဟာမှာအောင်ထက်ကိုပြောချင်တဲ့စကားတခွန်းပဲရှိတယ်အရန်ကောင်းတယ်လို့ပြောရတာထက် perfect လို့ပဲပြောချင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့ပြန်ပို့မယ်အောင်ထက်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ SMS ပေးပို့နိုင်ပါတယ်ပေးပို့ရမယ့်အကောင့်နံပါတ်ကတော့ YTB00